လေကလေးတကောင်ဟာချောင်းငယ်လေးတစ်ခုမှာနေထိုင်နေတဲ့ကွယ်သူဟာတနေ့ကင်းလုံးလိုတစ်တုံတုံပေါ်မှာထိုင်ပြီးကောင်းငင်ပေါ်မှာပြန်တန်းနေတဲ့ဘဲငန်းတွေကိုကြည့်ကသူလဲဘဲငန်းတွေလိုပြန်တန်းချင်နေတယ်သူကိုယ်သူဘဲငန်းတွေလိုပြန်တန်းနိုင်လိမ့်မယ်လို့လဲထင်နေတဲ့ကွယ်ဒီနေ့ဘဲငန်းတွေဟာလေကလေးထိုင်နေတဲ့တစ်တုံဘေးကချောင်းငယ်စီကိုလာရောက်ပြီးရေကူးနေကြလေတယ်အဲ့ဒီအခါလေကအဆွေဘဲငန်းတို့တင်တို့လိုပဲကျွန်တော်ကောင်းငင်မှာပြန်တန်းချင်လို့ကျွန်တော်ကိုပြန်တက်အောင်တင် जा ပေးပါလားလို့ပြောဆိုလိုက်တဲ့ဘဲငန်းတွေကလေးရဲ့စကားကိုကြားတဲ့အခါမဖြစ်ပါဘူးတင်မေးလို့မဖြစ်ဘူးတင်မှာကျွန်တော်တို့လိုပြန်တန်းဖို့အတောင်မှန်မှမရှိတာပဲတင်ဘာသာတင်ချောင်းငယ်ထဲမှာပဲအေးစစ်စစ်နေစမ်းပါလို့ပြန်လဲပြောဆိုလိုက်တဲ့မှန်ပါတယ်ကျွန်တော်မှတောင်မှန်တွေမရှိပါဘူးဒါပေမဲ့တင်တို့ကျွန်တော်ကိုတင် जा ပေးနိုင်ပါတယ်ဒီတူချောင်းအစွန်းတစ်ဖက်စီကိုဘဲငယ်နှကောင်ရဲ့နှုတ်သီးနဲ့ကြိုက်ထားကကျွန်တော်ကတူချောင်းရဲ့အလဲကိုဆွဲကြိုက်ထားပြီးတင်တို့ကောင်းငင်မှာပြန်တန်းရင်ကျွန်တော်လည်းလိုက်ပါလို့ရတာပေါ့ကောင်းငင်မှာကျွန်တော်လည်းပြန်တန်းနေတဲ့သဘောပဲမဟုတ်ဘူးလားလို့ပြန်လဲပြောကြလိုက်တဲ့ဒီလိုနဲ့ဘဲငယ်နှကောင်လဲဒုချောင်းအစွန်းတစ်ဖက်ကိုစီကြိုက်ချီလိုက်ကြကလက်ကဒုချောင်းအလဲကိုခက်မြဲမြဲကြိုက်ထားလိုက်လေတဲ့ဘဲငယ်တွေကတင်ပါဆက်ကိုမဟာမိဖို့တတိတော်ထားရမယ်ပါးစပ်ဟားလိုက်တာနဲ့တင်မြေကြီးပေါ်ပြုတ်ကျပြီးသားမှတ်ပြီးတော့လို့တတိပေးလိုက်လေတယ်ကျွန်တော်ပါးစပ်ကိုလုံးဝမဟာပါဘူးလို့လက်ကပြန်ပြောလိုက်တဲ့အဲ့ဒီလိုနဲ့ဘဲငန်းတွေလည်းထပြန်ပြီးလက်ကိုအဝေးသို့ခေါ်ဆောင်သွားလေတယ်ဘဲငန်းတွေဟာမြို့တစ်မြို့ကိုဖျက်ကျော်လာတဲ့အခါမြေပြင်ပေါ်ကလူတွေကဘဲငန်းနဲ့လက်ကိုမြင်တွေ့သွားကြပြီးလူတစ်ယောက်ကကြည့်ကြစမ်းဘလောက်ကြည့်လို့ကောင်းလိုက်သလဲဘလောက်အံ့ဩစရာကောင်းလိုက်သလဲလေကြီးကဘဲငန်းတွေနဲ့အတူကောင်းကင်မှာပြန်နေတဲ့ဟေးလို့အော်ပြောလိုက်လေတယ်အဲ့ဒီစကားကိုကြားတဲ့အခါလက်လည်းဘဝင်မြင့်သွားပြီးငါလိုလူဒီစပူမှာရှိသေးရဲ့လားလို့ဆိုလိုက်လေတယ်အဲ့ဒီအခါမှာသူပါဇက်ဟပြီးပြောဆိုလိုက်တဲ့အတွက်ဒုတ်ချောင်းကိုကြိုက်ထားရမှလွတ်ထွက်သွားကလက်ဟာမြေပြင်ပေါ်သို့ထိုးကျပြီးတည်ဆုံးသွားလေတော့တယ်ကဲဒီပုံမြင်လေးထဲမှာတော့လေကလေးဟာသူ့ရဲ့မောင်းမှာကြောက်ရမှုကြောင့်အနေကြောက်ရောက်ခဲ့ရပြီးအသက်ပါဆုံးရှုံးသွားခဲ့ရတယ်။ဒါကြောင့်မောင်းမာမှုကလူတိုင်းအတွက်ကောင်းကျိုးပေးကြောင်းကိုဒီပုံမြင်လေးကနေကလေးတို့သိရှိသွားလိမ့်မယ်လို့ညွှန်လင့်ပါတယ်ကွယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။